Mamay, Yogi, Dragon, Pound, Amarana, Tria, Sarabia, Tiabli, Modu, Shiba, Pia, Tia, Ganga, Rana, Natuma, Jari, Kana, Naya, Sasa, Diana, Nadia, Rajinia, Yuti, Lilia, Swati, Nia, Chavia, Garoja, Wadu. Neya Naza Lichi Yak Nipan Willa Konya Dea Sakawati Chow Ye Miao Ni Yan Chi
တရားရှိခဲ့တရားလိုလားတရားဘောဓမုထာဉာဏ်လို့ကြတော့သူတော်ကောင်းအပေါင်းတို့ကမမေမတတ်ချင်းချင်းသာသာဖြစ်တရားတော်များကိုနာယီမတန်နိုင်ကြစီယံတရားနေရာ54ကျင်းတော့တရားစကားဝေယောကာယသောအာညာနာသောအစိုက်တို့ဒီစင်ရင်ကျင်းပပေးကြတော့အပွဲက314ဤအကျိုးတော်ဆောင်တရားကကြီးများဤစေတနာမေတ္တာတရားဝေကသာနာတော်ရှိများများနဲ့တော့တရားစကားဝေတရားအာထုကြတယ်လို့ဒီတော်စေပေါင်းတော့မမေမတန်ချင်းချင်းသာသာတရားအာထုနိုင်ဖို့အရုံးစွာနေစွာအစာရည်ဖြင့်လူသားကိုပြုလို့ကဘုမာဝိရှင်လူမှာပေါင်းပြီးပြည့်စရာလို့ကတရားဝိသဆောင်ရကြဘုနာတို့တော့အပေါင်းပြီးကာယဉာဏအာစီရဏအာတရားစကားဝင်တရားအာထုကြဘုနာယောဂီတော်စေပေါင်းပြီးပြီးလာသမာဓိပညာအချိန်ပိုင်းအာရုံစွာတရားကနာကြဘုနာတန်ခါကတော့ဆက်ခဲ့တာမရှိတော့ပြီးတော့ပေါင်းပြီးစေရဏအာမိတာအချမ်းမေတ္တာအာရုံအချင်းထားတဲ့ညနေကြအချိန်သစ္စာပြတော်ရကမောဟသာတိပြီးနာကြကြပြင်းမှုလာရပါရှိဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးကိုနမကာရဘုရားရှင်တို့ရဲ့ပူဇော်ပါမည်အာလုံးတော်များလာပိသားပေါင်းတို့တော်ကောင်းတော်မှာဘုံတော်ပေါ်မှာဘုံတော်ဖန်ချုံရဲ့လက်ကိုချီကိုရှိခိုးကုသိုလ်ယူလျက်နေပါဘောဓံနာနာသမောသကနာတိတတံဣညာဝိပါစုတိယဝိဟာတံကကာလံအာဒာဝိကာမနရတေဝဟိနဝန္တံဝဒာမိကာရုဏိကာမေကမနန္တညာနံနရာနရသမောတရဏံလူနေမြမတတဝါတို့ပူဇော်ဥခိုင်စုဝေးရောက်ရှိတာဒါနလည်းဖြစ်တော်မူပါ၏သာသောဒီတတံဒီတော့သမာဓိလည်းရှိတော်မူပါ၏သာသောယညာပရိပါစုတိယယညာရေဟုသောရှင်မိအလေးရောင်ခြင်းဝိဟာကန္တကာရံအဝိဇ္ဇာရေဟုသောအမိုင်းမောင်းသူကြီးကိုဘေခွင်တော်မူ၏သာသောအရာဒီကာမလူနာယမတတဝါတို့အကျိုးစီးပွားကိုအလုံးရှိတော်မူပါ၏သာသောနရဒေဝဟိတဝဟံလူနာယမတတဝါ၏အကျိုးကိုဆောင်ရွက်လေရှိတော်မူပါ၏သာသောကာရုဏိကံသနာခြင်းကရုဏာတော်လည်းအာကြီးတော်မူသောဧကံမြတ်သောအနန္တဉာဏံအဆုံးအမရမရှိသောဉာဏ်တော်လည်းရှိတော်မူသောဓမ္မဒံဒုမယရှင်ကိုရောအမြတ်ကြီးကိုနောအမကံတရားဟောတရားနာမဤခေါ်မရတတိတော်တို့သည်ဝန္ဒာမိယာရုမအတွင်လက်ဆက်ပြဥထိမတန်စင်လျက်ကာဝါယောကျိုးရှိခိုးပါ၏မြတ်စွာဘုရားသူတော်ကောင်းတို့၏ဒီနာသမာဓိပညာစွမ်းအားတွေကိုအသုံးချပြီးခொနည်းသာသူ၏ရဲ့အပေါ်မှာယေဝရတပမာထားပြီးတော့မေတ္တာများပုရောပေးကြပါဦးစို့အာလုံးတတဝါဒီယံကွာဓမ္မချမ်းသာကြစေသာအာလုံးတတဝါဒီယံကွာချမ်းသာကြစေသာသောတရာယာယာမြာမယာခဏပြည့်စေသာ
တာစွာဘာလွာသင်္ချမ်းကြစေသာဒုက္ခပတ္တသနေဒုက္ခဝေယပတ္တသနေယသောကပတ္တသနေသောကဟောတုသဗ္ဗေပိပါဏိနောဒုက္ခပတ္တဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့၍နေကြကုန်သောတတိမျိုးလုံးစုံကုန်သောပါဏိနောခொနည်းသာသမီအပေါင်းနှင့်အာလုံနာတ္တဝါပေါင်းတို့သည်နေဒုက္ခဆင်းရဲမရှိချမ်းသာကြကုန်သည်ဟောတုဖြစ်ကြပါစေဘယပတ္တဘေးအမျိုးမျိုးတွေ့ကြုံ၍နေကြကုန်သောတတိပိအလုံးစုံကုန်သောပါဏိနောခொနည်းသာသမီအပေါင်းနှင့်အာလုံနာတ္တဝါပေါင်းတို့သည်နေဘယဘေးဘယဝိဝါကြကုန်သည်ဟောတုဖြစ်ကြပါစေသောကပတ္တကြောင့်ရာကိုဆွေသောကမျိုးစုံကြုံတွေ့နေကြကုန်သောတတိပိအလုံးစုံကုန်သောပါဏိနောခொနည်းသာသမီအပေါင်းနှင့်အာလုံနာတ္တဝါပေါင်းတို့သည်နေသောကဆိုရင်မရှိချမ်းသာကြကုန်သည်ဟောတုစေစေမသွေဖြစ်ကြပါစေကုန်သောတည်းနှလုံးစိတ်ဝါရေချမ်းစွာထားဒီတရားတော်ကိုနာယူမှတ်သားနိုင်ကြပါမည်မှန်ပါပါဘုရားယရနာတော်မြတ်သုံးပါးနှင့်တကွသူပိစေဆရာနေတေဤခံဆရာပရိယတိဆရာပฏิပတ်တိဆရာများတို့၏ဘောတော်ယေသူတော်ကိုဥဒိမာကဆင်းရဲတရားရှိသည့်အလိုတော်ဆရာယေသူတော်ရှင်ဧကမဟာပဏိတတို့ဆရာတော်ဘုရားကြီးဥပနိကေယနှင့်အညီခန္ဓာများရောက်ပရိစ္ဆသမုပ္ပါဒိဋ္ဌိဖြတ်အလုပ်သစ္စာတရားတော်များကိုယေရှုဆက်ဟောကြားပြတာပြီးပါပြီဟောကြားခြင်းအတိုင်းနာယူနိုင်ကြပါသည်နာယူအတိုင်းပြီးကြပါသည်သိတာဒီအတိုင်းကြကျိုးစားပွားများအားထုတ်နိုင်ကြပါစေလို့စေရနာစံဒပြည့်တာများဖြင့်ဟောကြားမှာဖြစ်သည့်အတွက်တရားတော်ကိုယုံယုံကြည်ကြည်လေးလေးစားစားဖြင့်နာယူမှတ်သားကြပါကုန်မရလွယ်ကူအောင်တရားကောင်းပြီးကြမယ်ဆိုရင်ဘုဘောနာမှာထိုင်နေတဲ့တရားကြီးကဘုန်းကြီးကိုလာလျှောက်တယ်ဟုတ်ပြီနော်အဲ့တော့ကဲတရားကြီးပြောတဲ့ကိုပြောနေလို့ဆိုတယောက်တည်းပဲသိမှာလို့အဲ့တော့တရားကြီးလိုပဲမသိသေးတဲ့ပုဂ္ဂိုလ်တွေရှိရင်တခါလေသိပြီးသားဖြစ်သွားအောင်ဟောပြီးပဲဆိုပြီးတော့ထည့်ပြီးလိုက်တာပေါ့နော်အားတရားလဲဆိုတော့ဝိပဿနာကျင့်စဉ်တဲ့ပြောပါတယ်တော့ဝိပဿနာကျင့်စဉ်ပါဗျာတရားတော်ဒီအာဒီကြီးယုံအတ္တကြရအောင်တရားနားနေရဆိုတာတဲ့ကိုကဲမဲ့ယူမဲ့ဒီယူနေတာတရားနာရဆိုတာကကိုကဲမဲ့ယူနေတာတရားအထုတ်နေတာကကိုကဲတင်းနေတာတရားအထုတ်တာကကိုကဲနေတာအဲ့တော့တရားတော့နာတယ်လက်တွေ့အမထုတ်ဘူးဆိုရင်ကိုကဲရရောက်ပါမလားမရောက်ပါဘူးတေတော့ကင်းခြင်းပါရဲ့တရားမနာရဲ့ဘာမှန်ကန်ကန်သိပါမလားသိပါပါဘုရားဆိုရင်တရားနဲ့နာတရားနဲ့အားထုတ်ပြောပါလေတော့တရားနဲ့နာတရားနဲ့အားထုတ်ဝိဇ္ဇာနဲ့စရဏပြည့်စုံရမယ်ပေါ့ဟုတ်ပြီတော့အဲ့တော့ဝိဇ္ဇာဆိုတာကဤလားစရဏဆိုတာလည်းဒီအားထုတ်တာအဲ့တော့သိအောင်ကြိုးစားတဲ့အခါတော့တရားနာနေတာပြီးတရားကနီးယူနေတာလားနီးယူနေတာနာတာတဲ့ဒီကိုကိုယ်ကအားမထုတ်ရမှာလားအားထုတ်ရမှာလားအားထုတ်ရမှာပါဒါကြတန်ဒိဋ္ဌိကောဓမ္မပတ္တိတာဘောကိုယ်ကအားထုတ်ပါအားကိုရအစစ်ရပါလိမ့်မယ်ဟုတ်ပြီနော်အားကိုရအစစ်ဆိုတော့အားကိုတော့ရှာကြတာပဲကဲမဲ့ယူမယ်နိဒါနနဲ့ဒါနတရားတွေလည်းတကယ်တမ်းတော့အားကိုရအစစ်ဖြစ်ရလားဖြစ်ပါဘူးဗျာမလိကပိယာကြည့်ပေါ့ဟုတ်ပြီနော်အဲ့တော့တိုင်းပြည်နဲ့တောင်မှပြန်ပြီးတော့မလူခဲ့ဘူးလားလူခဲ့ပါဘူးဒါပေမဲ့ဝိသိကိစ္စကဆွဲပေါ်သားတဲ့လား
တချမ်းရောက်တာလားအပေကို9ရက်လောက်ရောက်သွားတာလားဒီရင်ဒါနကလည်းပဲတကယ်တော့အာဟုရစီမဟုတ်သေးဘူးနောက်တစ်လုံးကသီလပါတယ်တော့သီလသီလကတော့တကယ်တော့အာဟုရရောက်ပလားစစ်ဖြစ်ပလားဆိုတော့ဘုရားကဘာပြရရှိတဲ့တုန်းကယဟန်တော်ဒီတစ်ပါးယဟန်တိတ်ခါအနှစ်2000ကျင့်တာမလားဒီကနေ့ကလာကြတော့ပြိတ္တကလေးကိုဆွဲဖြတ်ခဲ့တဲ့ဘုရားကပါပါရပြတဲ့ပါစီကြီးရဒီကနေ့တင်တာကိုငါပါစီအပကြီးတန်းတန်းနဲ့ပါလားဆိုတော့ဝစီကိစ္စကဆွဲချလိုက်တာတရားလားတာစိန်စာငါစိန်စာနဂါကြီးလားနဂါကြီးဘဝရောက်လာတယ်လားတန်တဲ့ဝစီကိစ္စကိုမပယ်နိုင်ဘူးဟုတ်ပြီနော်ကဲတော့လုံးပါရအောင်တမထာပါတယ်တော့တမထာကြတော့ရှင်သူဝိဒ္ဓကြီးတို့ကခင်ဗျာခံသေးနိုင်ပါဗျာဟုတ်ပြီနော်ဘုရား16နှစ်သားတွေလူလူမဲ့တဲ့အရွယ်ကလေးချင်းတဲ့အစာတသက်ကိုဥမာတခါနဲ့ခန္ဓာကိုယ်ကမွေးပတ်ပြီးတော့မှဖန်ဆင်းကြတာမလားအဲ့ဒါဒီဝရကတရားလားသတ္တထဆွမ်းအားရလားဘာသာဆွမ်းတယ်အခုအရေကတော့အားကိုရဖြစ်ရလားအခုဒီဝရကြီးမရဆိုကားလို့တရားရောက်တာလားအပေရောက်နေတာဒီလိုစီတော့ဖြစ်သွားရအောင်ဝိပဿနာပါတယ်တော့ဝိပဿနာဉာဏ်ကတော့ကိုယ်ရဲ့အာဟုရဒီကမရတာလားရတာလားဒီကတော့ဝိပဿနာတရားအာထုမှသာနဲ့အာဟုရအစစ်ကိုရောက်တယ်လို့ဒီလိုမှတ်ရမှာနော်ဟုတ်ပြီဝိပဿနာတရားအာထုတော့မယ်ဆိုတော့ရင်းတဲ့ပုဂ္ဂိုလ်နဲ့မရင်းတဲ့ပုဂ္ဂိုလ်နှမျိုးရှိတယ်ဆိုလားရှိပါဗျာကျွမ်းကျင်ပိုင်နိုင်ပြီးသားပုဂ္ဂိုလ်တွေကတော့သူပြရကြလို့ပါလားလို့ပါဗျာကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးတဲ့ပုဂ္ဂိုလ်တွေကြတော့အခြေခံကောင်းကောင်းသိဖို့မလိုဘူးလားလိုပါဗျာဒါလို့ဆိုရင်ဝိပဿနာတရားအားထုတ်တော့မယ်ဆိုတော့တရားရှိရမှာလားသမာဓိရှိရမှာလားသမာဓိရှိရပါဗျာအဲ့တော့သမာဓိဘေဝိဘာဝိဒသမာဓိတော်ရတ္တဘုရားပသနာတိဟုတ်ပြီနော်အဲ့တော့သမာဓိဘိက္ခွေဘာဝိဒဆိုတာသမာဓိအားကောင်းအောင်လုပ်ပါဦးတဲ့ဒါတွေတော့သမာဓိအားကောင်းအောင်လုပ်ပါသမာဓိဘိက္ခွေဘာဝိဒသမာဓိတော်ရတ္တဘုရားပသနာတိသမာဓိရှိမှယတ္တဘုရားဉာဏ်ပေါ်မယ်သမာဓိရှိမှယတ္တဘုရားဉာဏ်ပေါ်မယ်သမာဓိရှိရဲ့ပေါ်ပါဘူးအဲ့ဒါဘုရားဉာဏ်ပေါ်ဘူးမလားအဲ့ဒါဘုရားဉာဏ်ဆိုတာကသစ္စာနဲ့လျော်တဲ့ဉာဏ်နောက်တစ်လုံးကသစ္စာလူလောဘီကဉာဏ်ဓာတိဝိပဿနာဉာဏ်ဒီလိုမှရမှာပေါ့အဲ့ဒါဘုရားဉာဏ်ရဲ့သစ္စာလူလောဘီကဉာဏ်ရဲ့ဝိပဿနာဉာဏ်ရဲ့ဆိုတာအပြောတာကွာတာတဲ့ဒါတွေတော့သဘောကတော့အတူတူမှရမှာပေါ့အဲ့ဒါသမာဓိမရှိရင်ဉာဏ်မပေါ်ဘူးသမာဓိမရှိရင်ဉာဏ်ပေါ်ပါဉာဏ်ပေါ်ရင်ကိလေသာကိုမပယ်နိုင်ဘူးဉာဏ်ပေါ်ရင်ကိလေသာမပယ်နိုင်ပါဘူးကိလေသာကိုမပယ်နိုင်အာဟုရစေမရသေးဘူးဟုတ်ပြီနော်ကိလေသာကိုပယ်တာကသမထကပယ်တာလားဝိပဿနာကပယ်တာလားဒီဝိပဿနာကဖြစ်တဲ့ကိုလည်းမြင်တယ်အမှုရိယသစ္စာဆိုတဲ့ကိလေသာကိုလည်းပယ်တယ်ဟုတ်ပြီနော်ကိလေသာကိုပယ်မှအမှုငြိမ်းပါမလားမှန်ပါဗျာပဋိစ္စသမုပ္ပါဒ်နဲ့ပြောတော့ဟောဒီမှာဝိပဿနာရှုတယ်ဝိပဿနာရှုတယ်ဆိုတာတရားပေါ်မှာရှုရတာခန္ဓာပေါ်မှာရှုရတာလားအဲ့တော့ဟောဒီမှာဖြစ်တဲ့ကိုလည်းဝိပဿနာဉာဏ်ကမမြင်တာကမြင်နေတာလားမြင်နေတာပါဒီကဘုရားသစ္စာကိုလည်းမပင်တာလားပယ်နေတာလားဘောကပဋိဒေဝဒုက္ခဒေါမနလားဥပါယတာလာပင်ရှိသေးသလားရှိပါပါဘုရားဟုတ်ပြီနော်မဲ့ပြန်တဲ့ပဲမယ်ဆိုတော့အပြီးအမှဒိဋ္ဌိရမှာပေါ့ဒါကြောင့်မလို့ဝိပဿနာတရားအာထုမှသာလေကိုယ့်အတွက်အာကိုရဖြစ်နေတယ်လို့ဒီလိုမှတ်ရမယ်နော်ဝိပဿနာတရားအာထုရမယ်ဆိုတော့တမာတိမတိချောင်းရမှာလားတိချောင်းရမှာလားတိချောင်းရမှာပါဗျာကျွမ်းကျင်ပြီးသားပုဂ္ဂိုလ်မှာတော့အထုတဲ့ဘလို့အပ်ပြီမယ်လို့မကျွမ်းကျင်သေးတဲ့ပုဂ္ဂိုလ်မှာလိုအပ်တယ်ဟုတ်ပြီနော်ဒါကြောင့်လိုအပ်လို့မလို့အရိယာကတောဝါဒုက္ခမူလကတောဝါသုံးညာကာရကတောဝါပထမဆုံးဒီဟာရွေးမှတ်ဖို့လိုတယ်ပထမဆုံးကဘာလဲတော့အာရိယာကတောဝါလူအယောက်ပေါင်းတဲ့တော့
ရွာရဲ့အစုံတော့ရွာရဲ့စီမျိုးအဆုံးမလားအဲ့ဒီမှာအားအလဲလာရှိတဲ့ယောက်ျားတစ်ယောက်ကခဲနဲ့ပြစ်လိုက်ခဲကြသွားတဲ့အရာတဲ့ဒီဘက်အပေးဒီရွာရဲ့မမိတ်ဥပ္ပက်ဒီတော့ဟုတ်ပြီနော်ဒါကြောင့်ခဲတဲ့ကြော်ကြော်ကိုတော့လို့ခေါ်တာပေါ့အဲ့လိုနေရာကိုရွေးရတယ်အာရိယာကတော့ဝါရောဂမူလကတော့ဝါအယိတ်အာဝါဒနဲ့ရှိရမယ်ဗါလေတော့တစ်တပင်ရင်ဝါတပင်ရင်လို့ဒီလိုပြောရတော့လားအဲ့တော့တိတ်ဝါရေကိုအမိမခိုရပါလားကိုရပါလားအဲ့ဒါလို့ရှိရင်ပြောတော့အယိတ်ကောင်းရမယ်ဟာလေတော့ဒီကောင်းပါမရှိကြပြီနော်သုံးရာကာလကတော့ဝါတာရှင်းရမယ်တာရရတယ်ပြန်လူရမယ်ညီတို့ရမယ်တိတ်စိတ်နဲ့အာသာရှိရမယ်ဒါကဟုတ်ပြီနော်ကိုတမာတိတီထောင်မယ်လို့တရားအားထုတ်မယ်လို့ဝိပဿနာရှုမယ်လို့ရွေးလိုက်တဲ့အရာဒီတာရှင်းတာရညီညွတ်တိတ်စိတ်တို့ဟုတ်ပြီနော်အဲ့တော့တရားအားထုတ်မယ်ဆိုတော့တတ်တရှင်းရှင်းတတ်တရရတဲ့တဲ့ပြုပြုကိုတွင်းကိုပနထာရကိုတာရှင်းအောင်ထားရမယ်ဟုတ်ပြီနော်ညီညွတ်ပေပေတာတတ်တရှင်းရှင်းလားဒီလိုမနာဒီလိုမနာတဲ့အဝိရှောပိတာဝိပရိကိုထိုင်တဲ့နေရာတွေလည်းအမှတ်တရမရှိအောင်တန်တရှင်းရှင်းတတ်တရရတရားနဲ့အခမ်းကိုသိနေထားရတယ်အဲ့တော့တိတ်တိတ်စိတ်ကြီးဖြစ်ပြီးဆိုတဲ့အခါကျတော့မှတရားတော်ရပါလားသမာဓိဒီထောင်ရပါလားအဲ့တော့နေရာရွေးဖို့အလိုအပ်တလားလိုအပ်တလားအဲ့တော့ဘာကနေရာရွေးမှလို့တယ်နော်ဘုရားကကုယောဟာရွေးလာတဲ့ဓမ္မယုန်ဟာတန်ရှင်းတိုင်းပြန်ပြောညီညွတ်ခြင်းမရှိတာလားရှိနေလားရှိပါပါဘုရားကနံပါတ်1နေရာအရွေးမှန်တယ်လို့မှတ်ပေါ့ဒါလည်းကဣရိယာပုရိယပါတယ်တော့အပါမဝသေးတဲ့ပုဂ္ဂိုလ်ကိုပြောတာတော့ကျွမ်းကျင်ပြီးသားပုဂ္ဂိုလ်ပြောတာလားမကျွမ်းကျင်သေးတဲ့ပုဂ္ဂိုလ်ပြောတာလားမကျွမ်းကျင်သေးတဲ့ပုဂ္ဂိုလ်ရတယ်တရားယူရမှာလားဣရိယာပုရိယမှာလားဣရိယာပုကဘယ်လိုမျိုးရှိတော့ရှိတာလေးပြောဘုရားဣရိယာပု၄ပါးရှိတယ်နော်ဒီနေရာလေးမှာမြဲခြင်းခေါ်ရတဲ့ဒီကတိုက်လိုက်ရွေးပေးထားတယ်နေတိတတိပါလေကအာဟုစိတ်တော်ဟာဥဇုံကာယပဏိဒါယဒါကတပတ်အဲ့ဒါကတော့ထိုင်ပုံထိုင်ကြီးကိုညွန်ပြအာကိုညွန်ပြထိုင်ပုံထိုင်ကြီးကိုနေတိတဲ့နေတိထိုင်ရမယ်နေတိဒီပါလေတော့ရရမှာလားထိုင်ရမှာလားဝိဇိကသွားနေရမှာလားထိုင်ရမှာလားလုံးလုံးနဲ့နေရမှာလားထိုင်ရမှာလားထိုင်ရမှာဘာလို့ဒီလိုအပမဝတိတဲ့ပုဂ္ဂိုလ်တွေကိုထိုင်ခြင်းအရိယာပုဂ္ဂိုလ်ရွေးရတော့ဆိုတော့တဲ့တင်းလုံးသလားဆိုတော့တင်းလုံးဘူးတဲ့ယောလုံးသလားဆိုတော့လေမယောလုံးဘူးတဲ့တခါမှရိတ်တာမယောဘူးမေးတဲ့ပုဂ္ဂိုလ်ကိုကဲမယ်ဆိုပြီးတော့အာထုတဲ့ပုဂ္ဂိုလ်အဲ့ရတဲ့မှာတုံးလုံးနေရင်သာသမာဓိကြီးထောင်းမယ်ဆိုရင်သမာဓိရမလားအိပ်ရောသွားလာမလားအိပ်ရောသွားလာယောလုံးနဲ့ဟုတ်ပြီနော်ကဲမတ်တက်ရပြီးတော့သမာဓိကြီးထောင်းမယ်ဆိုတော့ဘုကကျွမ်းကျင်မှုမရှိရင်လည်းရန်ပြီးတော့လဲသွားရင်တော့ဘယ်လိုဖြစ်တော့လဲကြမှာကျိုးသွားနိုင်တယ်ကျိုးတော့ဘူးလားကျိုးတော့ပါမတ်တက်ကလဲရဲ့ကျိုးသွားနိုင်လေဗျာအစစ်မသိရင်တော့ဒါကြောင့်မို့တင်းလုံးတဲ့ပါတယ်တင်းလုံးတော့ဘယ်လိုကတရားယူရတာထိုင်ခြင်းအရိယာဟုတ်လားထိုင်ခြင်းအရိယာဟုတ်နဲ့ငတ်ပြီးတော့လဲပြီးများကျိုးလားကျိုးပါဗျာနောက်လည်းသွားရင်ဟောကျိုးပါဗျာဘယ်တော့နိုးတာလေဟုတ်လားဗျာဒါကအင်းကဘယ်တရားနဲ့သံဃာတော်တွေနောက်လည်းတော့ဆက်ဆိုနိုးလာကိုလူကြီးကြီးကြီးတဲ့သူလူမိလားဆိုဘောပါလားတင်းလားဆိုတော့လေတင်းပါဗျာရောလားဆိုတော့လေရောပါဗျာရောဘူးလားလက်တာနဲ့ပြန်မလို့လားအဲ့ဒါလည်းတာပေါ့ဗျာအလက်စာဟုတ်ပြီနော်ညာကတော့ဒကာကြီးဒီချာကဟုတ်ပြီအဲ့ဒီကြတော့ငါနေသေးတဲ့ထိုင်တာဘယ်လိုတိုင်းရမှာလဲမာလင်ကအာဟုစိတ်တော်ဝါမာလင်ကအာဟုစိတ်တော်ဝါမာလင်ကဆိုတာတော်ဝဲအာဟုစိတ်တော်ဝါဆိုတာကခွေတော်ဝဲကိုခွ
ခွေလိုက်ပါတဲ့ဒါလည်းတော့လက်ကိုခွေတဲ့ကကျွန်တော်ဒီစတိုင်းရမှာလဲတော့ခွေရမှာလားဟောဒီခွေရတဲ့ခါကျတော့တိုင်းရခြေတော့ကိုအပြင်ကထားဟောထိုက်တာထားရတယ်ညာဘက်ခြေတော့ကိုပြင်ကထားရင်ဒီဘက်ခြေတော့ကိုပြင်ကထားဒီဘက်ခြေတော့ကိုပြင်ကထားရင်ဒီဘက်ခြေတော့ကိုပြင်ကထားအဲ့ဒီနာမှာတဲ့ကိုကကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးတဲ့ခြေတော်နှချောင်းကိုထပ်ပြီးတော့မထိုင်ပြီးစီနဲ့ပါတယ်တော့ထပ်ပြီးတော့မထိုင်ပြီးစီနဲ့ညာဘက်ခြေတော်ကိုပြင်ကထားရင်ဒီဘက်ခြေတော်ကိုပြင်ကထားဒီဘက်ခြေတော်ကိုပြင်ကထားရင်ညာဘက်ခြေတော်ကိုပြင်ကထားအဲ့တော့အမေကထားတဲ့သလုံးကြီးကောင်းတဲ့အပြင်ကထားတဲ့ခြေတော်ရဲ့ဖထောင်လေးနဲ့ဈေးငယ်ထိတာပါတယ်တော့ဒါအားကြီးပွားနေမှာလားဈေးငယ်ထိရမှာလားရှုပ်နေရမှာလားခြေတော်ကိုပြက်အောင်ဖြတ်နိုင်ရမှာလားခန္ဓာသားတဲ့လူကအတဲ့ကိုထောက်မနေဘူးလားအဲအောက်ကိုနှိမ့်ချဟုတ်ပြီနော်တရားအောက်ကိုနှိမ့်ချရမှာလားနှိမ့်ချအဲ့တော့ဘာလို့ထပ်ပြီးတော့မထိုင်ခိုင်းသေးတယ်လဲဆိုတော့မကျွမ်းကျင်သေးလို့ပါတယ်တော့မကျွမ်းကျင်ခင်မှာထပ်ပြီးတော့ထိုင်လိုက်ရင်တာမာတိကမဖြစ်သေးဘူးဝေဒနာကဉာဏ်ကမဖြစ်တော့နောက်ပြန်တော့သွားတယ်ဟုတ်ပြီနော်နာမှုကျင်မှုကိုယ်မှုခဲမှုထုံမှုဆိုတဲ့ကာယိကဒုက္ခဝေဒနာတွေမြန်ပေါ်လာသလားပေါ်လာသလားပေါ်လာပါဘူးသေရောဒီရောတွေကိုဖိတိထိုင်တာကိုအဲ့တော့သေရောဒီရောတွေဖိတိထိုင်တာမဖြစ်အောင်ပွေးလန်းလေလန်းဖြောင်းတတ်အောင်ဖိတိကြရမှာလားဈေးငယ်ပြီးတွဲထားရမှာလားဈေးငယ်ပြီးတွဲထားရမှာနော်အဲ့တော့တေမလီကိုချုပ်ရမှာလားဖြတ်ရမှာလားဒီလိုမျိုးကိုအောက်ကိုနှိမ့်ချထားပါလေတော့နောက်ကြသူတို့အသားကြပါလေဟုတ်ပြီနော်ဒါကတေမလီခွေကိုပါဠိကအာဟုစီတော့ဟုတ်ပြီနော်လက်ကိုတော့စရရမှာခွေရမှာလားခွေလိုက်တာလည်းတေမလီဒီပေါ်မှာလက်ကလေးကရောက်မလာဘူးလားရောက်တဲ့လက်ကလေးရဲ့အပေါ်မှာညာဘက်လက်ကလေးပြန်ပြီးတော့အဲ့လိုတင်လိုက်ရဲ့လက်ချောင်းကြီးထိုင်ရတယ်ဗါလေတော့လက်ကိုကြီးထိုင်ရတာလည်းလက်ချောင်းကြီးထိုင်ရတာဘုရားထိုင်နေတာလက်ကိုအာဟုတတ်လို့ဟုတ်ပြီနော်အဲ့တော့လက်ကိုတစ်ခုကိုတက်ပြီးထိုင်မယ်ဆိုရင်ရှေ့ကတင်ကလေးကိုမှထောက်ပြီးတော့လက်ကိုအာဟုပြီးတော့နိုင်တတ်တယ်ဗါလေတော့အာဟုရဲ့ဆိုတာကဟောဒီခန္ဓာကြီးကတကယ်အာဟုရစေဟုတ်ရဲ့လားဘုရားကတော့တရားနဲ့နာသမုဒိယသစ္စာဝါနေမှာဆိုတော့လက်ချောင်းကြီးထားတယ်ပါလေတော့လက်ပါလေးကိုဈေးငယ်ချင်းထိတယ်လက်ပါလေးကိုထောက်ထားရမှာလားဈေးငယ်လေးထိထားရမှာလားလက်ပါကိုလည်းဝါပြီးတော့အာဟုမှာဆိုလို့ဟုတ်ပြီနော်အဲ့တော့ခိုင်ကုန်တိုင်းကြီးကတော့အချိုးလေးကြနေတာဘူးလားဥစ္စုံကာယပဏိဒါယဥစ္စုံကာယပဏိဒါယတဲ့ခါရိုးလေးတွေကိုလည်းရှောင်းတန်းနေရောမတ်ကလေးထားရခါကြီးကိုခွေထားရမှာလားမတ်ထားရမှာလားဘာလို့လဲထားရမှာလားမတ်ထားရမှာလားဟိုရှိမှရှိနေတဲ့အရာဝတ္ထုတစ်ခုကိုစိုက်ပြီးတော့ပြည့်နေတယ်လို့ခေါင်းကိုလည်းမတ်ထားရနေတဲ့ဘာလို့မတ်ထားရှိကိုလည်းနိုင်ငံနဲ့နောက်ကိုလည်းနိုင်ငံနဲ့ဒေသလည်းတိတိတိနဲ့တဲ့ဒီထားတဲ့ဒီထားပြီးတော့ထိုင်ကုန်တိုင်းကြီးမှန်ကန်မှုဆိုတဲ့နောက်တော့တရားမရမှာလားဟောဒီမျက်စိကိုမရမှာလားမျက်စိပိတ်တဲ့ခါကျလည်းမြင်ရည်တင်းပြီးတော့ပိမှန်းဆင်းရဲတာအောင်မရမှာမဟုတ်ဘူးရှေ့ကအလင်းအချင်းလေးဝယ်ရုံလားပါတယ်တော့အလင်းချင်းလေးဝယ်ရုံတော့ပြောတော့ဈေးငယ်လေးပြရတယ်ဒါအာရင်ပိတ်ရတယ်လေအိတ်တာလည်းဘာမှမတူဘူးမြတ်ဟုတ်ပြီနော်အာရင်ပိတ်ရမှာလားဈေးငယ်ကလေးလားပိတ်လေးပေါ့ပိတ်လေးပေါ့ဟုတ်ပြီနော်အဲ့တော့မြေကျော်လေးနဲ့မနေစီနဲ့မပြင်းပန်းစီနဲ့အဲ့လိုထိုင်ပြီးပြီဆိုတော့အမာတိထောင်ရတာမဟုတ်လားအဲ့တော့နေရာရွေးတာလည်းမှန်ပါပြီထိုင်ပုံထိုင်ကြီးကလည်းဒီစနေရှာပါပြီဆိုတော့အဲ့တော့တရားတွေ့ရမှာလားအမာတိထောင်ရမှာလားတမာတိဒီကောင်ဆိုတာရုပ်ကိုထိတာလားစိတ်ကိုထိချုပ်တာလားစိတ်ကိုထိချုပ်တာပြည့်နေတဲ့စိတ်ကိုပြည့်နေတဲ့အာယုတွေပေါ်မှာအာယုတစ်ခုလေးပေါ်မှာရောက်အောင်စိတ်ကိုပြန်ဆွဲခေါ်တာလေဒါကြောင့်
စိတ်ဆိုတာကမြင်လို့ရတယ်မြင်လို့ရတဲ့စိတ်ကိုဘယ်လိုလုပ်ထိန်းလို့အလုပ်နဲ့ထိန်းရတယ်ဘာလဲလဲဆိုတော့ဒါကတာတေဥပထပိတဝါတတိထားပါဘာလဲတော့ဒီဟာရေးရတယ်နာပါနာပုံနဲ့ရေးရတယ်ဒီစင်းလေးကြာပါပြီဆိုတော့အကြမ်းမရပါလားဘယ်စင်းမရပါလားလက်စင်းလေးပြီးလို့ဆိုတော့စိတ်ကိုဘယ်ပေါ်မှာထားမယ်ကမ္မထာအာယုဘောမှာတင်တော့မယ်စိတ်ကိုကမ္မထာအာယုဘောမှာတင်တော့မယ်စိတ်ကကိလေသာအာယုမှာပဲပြောတတ်တာပေါ့လားရူပါယုကဓာယုကနာယုကဓာယုဘုဒ္ဓဘာယုဆိုတော့၅ပြားအာယုတစ်ခုခုတော့အာယုတစ်ခုခုတော့စိတ်ကယူနေတာပဲအဲ့တော့ယူတဲ့ကတည်းကတော့အပြင်းအာယုဘောယူပြီးဆိုတဲ့နောက်တော့ကိလေသာတွေနဲ့မရောနေမှလားရောနေမှလားရောနေပါဘူးအဲ့ဒါဆိုကိလေသာတွေနဲ့ရောနေတဲ့စိတ်ကိုကိလေသာနဲ့မရောအောင်စိတ်ကိုကိလေသာနဲ့မရောအောင်ပြောတာလေစိတ်ကိုကိလေသာနဲ့မရောအောင်ကမ္မဋ္ဌာန်းအာယုဘုဟုကိုပြန်မပေးရပါလားပေးရမှာလားပေးရပါဘူးစိတ်ဆိုတာအာယုကိုယူတတ်တာကိုအာရမဏအာယုကိုစိတ်လေးကြီးကျန်းစီတတ်တာဒီလေသနာတော်စိတ်ကိုချမ်းစီပြီးတော့ဒေတာတော့ဘောတော့စိတ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကိလေသာနဲ့ရောရှင်းချက်နေနေတဲ့စိတ်ကိုကမ္မဋ္ဌာန်းအာယုနဲ့ထိန်းရတော့မှာပေါ့အဲ့ဒီကျတော့တတိထားရတယ်ဗာထားရတတိထားဒါဒီဥပထေပိတဝါတတိထားပါတဲ့ဘယ်ပေါ်မှာထားရမှာလဲဆိုတော့သတ္တောဝါအတ္တတတိတတ္တောဝါပတ္တတတိဟုတ်ပြီနော်ထွက်သွားတဲ့လေကြီးလေးအပေါ်မှာဘယ်ပေါ်မှာတော့ထွက်သွားတဲ့လေကြီးလေးပေါ်မှာဘာလေးကတ်ထားရမှာလဲဟိုတတိလေးကတ်ထားရမှာဟုတ်ပြီနော်လူစင်တတိလေးကနာကြီးသားမှာကတ်ရမှာလားထွက်သွားတဲ့လေကြီးလေးအပေါ်မှာလားဒါကထွက်လေဩတကယ်လို့ပါလားဒီမလားအဲ့တော့တိလုံးလေးပေါ်တာလေတတိပဌာန်းလို့လားတတိထားလို့လားတတိထားတော့တိလုံးလေးပေါ်လာမလားတတိပဌာန်းရဲ့ဩတိလုံးလေးကညံတိလုံးလေးကအဲ့ဒီညံလေးတိလုံးလေးဟူတော့ညံလေးတတိထားလို့လားတတိမထားလို့လားတတိထားလို့ပါအဲ့ဒီဥပဒေနဲ့ဒါဝတတော်ဝအတ္တတတိထွက်သွားတဲ့ဒီကလေးအပေါ်မှာတခြားကတ်ထားရမှာလားတတိကတ်ထားရမှာလားတတိကတ်ထားရမှာပါပြန်ပြီးတော့မရှိဘူးပါလားရှိဘူးပါလားရှိပါပါတတော်ဝအတ္တတတိတတော်ဝဘာသာတတိပြန်ပြီးတော့ရှုသိနေတဲ့ဒီကလေးပေါ်မှာတခြားကတ်ထားရမှာလားတတိကတ်ထားရမှာလားတတိကတ်ထားရမှာပါဒီလေးဒီလိုမလားအဲ့ဆိုတော့စားပါဦးဘာလေးဒီဝိတိတိဘာလို့သိနေတာတော့သိပါပါဘုရားစိတ်ကဒီနေ့အာယုဘကိုထပ်သေးသလားထပ်သေးဝင်ပြီးတော့အာနာပါနာကမ္မထာအဲ့ဒါအာနာပါနာဟုတ်ပြီနော်ကမ္မဆိုတာအလုံးလုံးတာဌာနဆိုတာနေရာအလုံးလုံးတဲ့နေရာဘယ်နေရာမှာလဲအာနာပါနာဒီလိုမလားအဲ့ဒါကိုပေါင်းလိုက်တော့အာနာပါနာကမ္မထာလို့ခေါ်ပါဗျာရုပ်ကိုလုပ်ပေးတာလားစိတ်ကိုလုပ်ပေးတာလားစိတ်ကိုလုပ်ပေးတာပါအဲ့တော့စိတ်ကလေးကမပြီးနေတာလားပြီးနေတာလားပြီးနေတာပါခဏိကသမာဓိလို့ခေါ်တယ်ဘာသမာဓိခဏိကသမာဓိခဏိကသမာဓိရှိရတယ်ယတ္တဗုဒ္ဓဟိုတိုင်းမှာသာပြီးမသိလာတာသိလာတာလားဟောထွက်လေလော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 တော့ပြောအဲ့ဒါသမာဓိချောင်းနေတာဟုတ်ပြီနော်သမာဓိဒီကောင်တော့စိတ်ကလေးကကမ္မဋ္ဌာန်းအာရုံပေါ်မှာထိထားတဲ့အမြတ်ဟုတ်တိုင်းမှန်စွာမသိနေတာလားသိနေတာလားသိနေတာပါဗျာဘုရားတက်လာတဲ့ဒီကလေးမှာနာပါသလားနာပါဗျာပါသလားဘောဝါရောယုတ်ကလေးတဲ့ဒါရင်တော့ဒီလိုလေးကနာဒီလိုလေးကဒီချိန်ကမှယုံတဲ့နာကိုဘုရားမှာဒီပါပြီဟုတ်ပါလားသဘောပေါက်လားဟုတ်ပြီဟုတ်ကဲ့ပါလားပြီးနေပြီနော်
အဲ့တော့ငါလည်းပပသူလည်းပပရုပ်နဲ့နာပဲရတ္တပူလာဟုတ်တိုင်းမှာသာပြီးတော့အဲ့ဒါဒီသစ္စာနဲ့ပျော်တဲ့ဉာဏ်အောင်တဲ့သစ္စာဉာဏ်ကိုခေါ်တယ်ရအားလုံးလည်းတော့ဒီအဲ့ဒါကိုဝိသုဒ္ဓိနဲ့ထားကြတာဆရာကြီးကအဲ့တော့လေးကြီးနဲ့ပေါင်းဆက်ရှုကိုတိုက်တွန်းထားတယ်ဘယ်လိုလဲလေးကြီးနဲ့တော့အဲ့တော့စိတ်တွေကိုခဏခဏပြန့်တတ်တဲ့ကမ္မဋ္ဌအာနာပါနကမ္မဋ္ဌအာရုံမှာတည်နေစွာမနေဘဲနဲ့စိတ်ပြန့်တတ်တဲ့ပုဂ္ဂိုလ်များအတွဲကြတော့ခန္ဓာနာပြီးနဲ့ပြစ္ဆရှုရတယ်တဲ့။ဗာနည်းနဲ့ခန္ဓာပြီးရပါဗျာ။ခန္ဓာပြီးနဲ့ပြစ္ဆရမှာတော့ပညာကိုမခွာသေးဘူး။အဲ့တော့လေတုတော့ယုတ်တရားဆိုတဲ့ပညာပေါ်မှာတင်ပြီးတော့တခြားအာထုနေတာလားကမ္မဋ္ဌအာထုနေတာလားအာကမ္မဋ္ဌတို့အာနာပါနကမ္မဋ္ဌအာနာပါနကမ္မဋ္ဌပေါ်မှာတရားနဲ့စိတ်ကလေးကိုတည်ငြိမ်အောင်လုပ်တာစိတ်ကလေးကိုတည်ငြိမ်အောင်လို့အာကမ္မဋ္ဌနဲ့ထိန်းထားတယ်အာနာပါနကမ္မဋ္ဌနဲ့ထိမထားဘူးလားဟုတ်ပြီဒီကားတဲ့ကစိတ်ကပြည့်ပြည့်သွားတယ်ဆိုရင်ခန္ဓာနာပြီးနဲ့လိုက်ရတယ်ဗာနည်းနဲ့ခန္ဓာနာပြီးနဲ့လိုက်ရပါခန္ဓာနာပြီးနဲ့လိုက်ရမယ်နော်ခန္ဓာနာပြီးဆိုတာကရေတွက်မှတ်သားတဲ့နီးတဲ့အားရတော့ရေတွက်မှတ်သားတဲ့နီးအဲ့ဒါကိုဗာလီလို့ခေါ်ခန္ဓာနာပြီးလို့ခေါ်တယ်နော်အဲ့ဒီကတော့ဘာကူကထွက်သွားတဲ့လေကလေးရဲ့ဝင်သွားတဲ့လေကလေးရဲ့ကိုသစုံလို့ပြောတာမလားထွက်သွားတဲ့လေကလေးရဲ့ဝင်သွားတဲ့လေကလေးရဲ့အဲ့ဒါကိုဘာလို့မှတ်လဲသစုံအဲ့တော့သူ့ကိုတစ်လို့မှတ်အားရတော့တစ်လို့မှတ်နောက်တဲ့သစုံကို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 ဒီကြီးတော့မှတ်ရအဲဒီကြီးတော့မှတ်ဖို့ကညီတော့မှတ်တာရှိတယ်တော့အဲဒီမဲ့တော့အချင်းကြီးတော့လူကြီးနဲ့တက်တဲ့ဒါကကြတော့တစ်ဆက်တည်းနဲ့မကြော်စီနဲ့အားရတော့တစ်ဆက်အောက်နဲ့မရော့စီနဲ့အားရတော့ဝရိယနဲ့ရော့သွားမှာဆိုတော့ဝရိယနဲ့လွန်သွားမှာဆိုတော့ဘယ်ကြီးတော့မှတ်တစ်ဆက်ကြီးတော့မှတ်ရမယ်နော်မှတ်ပြီးဆိုတဲ့အခါကျတော့လက်မချိုးနဲ့ဒါလည်းတေကိရမထားနဲ့ဒါလည်းခန္ဓာမကြံစီနဲ့ဟုတ်ပြီနော်လက်မချိုးနဲ့တေကိရမထားနဲ့စိတ်နဲ့ပဲမှတ်ရဒါလည်းမှတ်ရမယ်စိတ်နဲ့ပဲမှတ်ရမယ်နော်အဲ့တော့အခုလုပ်နေတာကတခြားကစိတ်ကိုအလုပ်ပေးနေတာဒါကြောင့်မို့လို့စိတ်နဲ့ပဲမှတ်ခိုင်းတာအဲ့တော့ငါတော့ဒီမဲ့ပခုံးမှာဘယ်လောက်ရတယ်မကောင်းလို့ပြောတာမဟုတ်ဘူးနော်တို့တော့အာယုန်ကြီးများမှာဆိုလို့တခြားကစိတ်ကိုမှတ်ခိုင်းနေတာလည်းမချိုးနဲ့ဧကိတာနဲ့ထားတယ်အားလည်းပဲကအပြစ်သုံးရဲ့တို့ရအပြစ်ပဲတစ်ချက်ခန္ဓာမကြံစီနဲ့အားလည်းတော့တာရမဝင်စီနဲ့စိတ်အပြစ်မထွက်စီနဲ့ဘယ်နဲ့ချက်တော့ဟုတ်ပြီအဲ့ဒီဝင်လေဆုံးတဲ့ဆိုတော့ခန္ဓာတိခါတက်ပြီးတော့မှတ်ပြီးတော့ရှုနေတယ်မှတ်ပြီးတော့ထုတ်နေတယ်တင်းနေသုံးနေငါခွန်အားကြောသွားတာ6ကြောသွားလို့လားဒါလို့ဆိုရင်အမှတ်ပေးလို့မရတော့ဘူးနောက်ကိုတိကနေပြန်စားဘာလို့ကြံနေခဲ့တာဘာလို့ကြောသွားတာတတိလွတ်သွားတယ်ဒီလိုမလားတရားလွတ်သွားတာတတိလွတ်သွားလို့လားဒါလို့ဆိုရင်တော့တိကနေပြန်စားဘယ်ကနေပြန်စားဘယ်လိုလဲပြန်မှတ်အောင်ပြန်မှတ်အာနာပါနကမ္မဋ္ဌာန်းနဲ့ပြန်မှတ်ပါဠိဝင်လေးဒဇုံဘုနှစ်နောက်ဒဇုံဘုနှစ်နောက်ဒဇုံဘုတော့နောက်ဒဇုံဘုလေးအိုးရောက်ပါဘယ်ရောက်ပါအိုးရောက်ငါရီကိုရီခဲ့ရီလို့ရီမဲ့ချင်းပြီးတာပဲအပြည့်နေတာတရားဝင်လူစင်တော့မသေးကြဘူးတက်ကနေပြန်စားဟုတ်ပြီနော်မသေးကြဘူးတော့ဘယ်လိုလဲတော့ဒီကနေပြန်စားဒါနဲ့ပဲပြည်နေဝင်ဆုံးတဲ့ဆိုတော့ဒါဒီချမ်းမှတ်ပြီးတော့ဒီနေ့3နေ့ဒီနေ့3နေ့ငါချောင်းရှိကိုအိမ်ကဒီနားလာတော့အိမ်ကဒီနားလာတော့စိတ်ကဘယ်ရောက်ပါအတိတ်ဘက်မသွားဘူးလားအဲဒီတိတ်ကနေပြန်စားဘာလဲတော့ဒီချမ်းမှတ်တော့ဘယ်ကနေပြန်စား
เราเนี่ยซาสามวยเอามาไปไหนอยู่ไอ้ก็กันงานเลยมันจะตั้งที่อะไรโอ้ยสิ่งเนี่ยอันนี้มันเป็นสิ่งเนี่ยอันที่เก่งๆสิ่งเนี่ยจะเสียใหญ่ตัวละเสียแต่เขาใหญ่ราคาใหญ่เหรอต้องการใหญ่เหรอสิ่งที่กับกรรมการเอามันดีจริงมากนะดีจริงมากนะดีจริงมีส่วนเราจะเสียแต่ไปเราจะเสียได้อย่างเหรอพุทธนานี่เนี่ยไปเราพุทธนานี่เนี่ยถ้าได้อย่างนี้အဲ့တော့ဥဒ္ဒနာကြီးနဲ့ထားလိုက်တဲ့အခါကျတော့လေကိုမကြည့်တော့နဲ့တဲ့ပြောပါတယ်တော့လေကိုမကြည့်တော့ဝိချာကွာခိုင်းတာလားပညာကွာခိုင်းတာလားပညာကွာခိုင်းတာမထားလို့တဲ့ပုံမှန်နဲ့မပါတော့နေတဲ့ပါတယ်တော့မထားလို့တဲ့ပုံမှန်နဲ့ဒီပါနေလို့ဆိုရင်တာဒါနပညာခိုင်းနေမှာပေါ့ဒါပညာခိုင်းနေမှာလေကိုဆက်ပြီးတော့ကြည့်နေမယ်ဆိုရင်အမြင်တိုင်းနဲ့တန်တတိကြီးနဲ့ခွမ်းနေဦးမယ်ဟုတ်ပြီနော်ဒါကြောင့်တရားခိုင်းရမှာလားပညာကိုခွာရမှာလားအရှင်းသက်တာပြီအရှင်းသက်တာပြီတရားခိုင်းရမှာလားပညာခွာရမှာလားပညာခွာပြီးတော့လေထိတဲ့နေရာလေးကိုပတ်ရမယ်ဒါကြတော့ထိတဲ့နေရာကိုပတ်ရမယ်ဟုတ်ပြီနော်ဒါကြောင့်တတိကပြီးတော့ရှုသွင်းလိုက်တဲ့အခါကျတော့လေကလေးကနာပြီးသားမှာနာပြီးတဲ့ကာယပတ္တာကအတ္တိယုတ်ဆိုတဲ့ဘုဒ္ဓဘာသာကိုမာယောယုတ်နဲ့ပတ်ပြီးတော့မထိတာလားထိလိုက်တာလားဖတ်တာပါလေတော့ဘာလို့လဲတော့ဖတ်တာဘာလို့လဲတော့နမတူတော့ထိပါပြီတော့အဲ့လိုဆိုရင်ချီတိဒီလိုပါတယ်နော်ဟာအတ္တမရကဝင်းလေးဒီခိုင်းရတဲ့တရားပဲပြရပါလိုက်ပညာပါတဲ့ဒီလိုလည်းမရှိနဲ့အကောင်းဆိုတဲ့